အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့3နှစ်ပြည့်မှာတိထုတ်မယ်ဆိုတဲ့ရှောင်းရံရဲ့3နှစ်တာဇလန်လေးကိုရတမြောက်အောင်အကျဉ်းချုပ်ပြပြပေးချင်ပါတယ်ဇလန်စာရှောင်းရံတယောက်အမိုက်ကောင်ဘွားကနေရောက်ချမ်းဆိုတဲ့ဆရာတယောက်ကိုရခဲ့ပါတယ်ဆရာကသူ့ကိုလွတ်နိုင်အောင်နဲ့ကြီးလာအောင်နေ့တိုင်းတင်ပေးတယ်စီလုံးနေပြလို့နိုင်အောင်နဲ့တူကြီးစွမ်းရည်ကြီးလာအောင်တင်ပေးတာကိုပြောတာပါတမျိုးမထင်ပါနဲ့ဒီလိုတွေဖြစ်လာမယ်ဆိုတော့မသိတဲ့နာလရင်က3မိနစ်ကောင်ခုတ်ဆွေးလို့ဆိုပြီးလက်ပြောကလက်ထက်ပုတ်ကိုဖက်သိမ်းဖို့လာလုပ်တယ်ဒါနဲ့မခံချင်သေးရှိတဲ့ရှောင်းရံကသူများထင်တဲ့တာကိုတော့မခံဘူးကောကိုကြိုးစားပြီး3နှစ်ပြည့်မှာနှစ်ကိုလာတိမယ်ဆိုပြီးစိတ်တူလုံးနဲ့ချင်းဆိုလိုက်တယ်ဒီလိုနဲ့3နှစ်လုံးအတကုံပို့ပြီးလုပ်နိုင်အောင်နဲ့ပို့ပြီးကြီးလာအောင်လေ့ကျင့်ပါတော့တယ်ဒါပေမဲ့3နှစ်ပြည့်ခင်မှာပဲနာလန်ရန်ရဲ့အင်ကိုဝင်ထွက်လုပ်ပြီးတော့သူ့ကိုဘယ်လိုတိထုတ်ရမလဲဆိုတာကိုဆောင်းရံကအမြဲတမ်းစဉ်းစားနေခဲ့တယ်နာလန်ရန်ကတော့မသိပါဘူးဒါတော့ကြည့်တယ်နော် NLP တွေလုပ်ဖို့စဉ်းစားနေပါသေးတယ်ဒီလိုနဲ့3နှစ်ပြည့်ရဲ့နေ့ကိုရောက်လာခဲ့ပါတယ်သူတို့ကြောမင်းနေရာကိုတော့ယူလန်ကိုင်းလို့သတ်မှတ်ထားကြပါတယ်ဒီလိုနဲ့နေငါဘသူငါကဘသူဆိုတာတွေပြောပြီးရှင်းမြတ်ဟာတွေထုတ်ပြကြတယ်တိုက်ပွဲတွေကိုပြောတာပါရှောင်းရင်ကတော့ရှင်းပါတယ်ငါ့ကိုထင်းထင်းကျုံရဲ့ဆိုပြီးတော့သူ့အကြီးကြီးနဲ့တီးပါတယ်တန်ပီနဲ့ Happy Swan လူရာကြီးကိုပြောတာပါဒီလိုနဲ့နောက်ဆုံးမှာတော့ရှောင်းရင်ကိုထင်းထင်းလုံးနဲ့နားလိုက်ရင်တယောက်လူကြားထဲမှာပဲရှောင်းရင်ရဲ့အကောင်ဆုံးကွက်တွေနဲ့တိတုတ်ချင်းကိုခံလိုက်ရပြီးရှင်းမြတ်ဟာတွေအကုန်ကွက်ကုန်နဲ့ကိုကိုင်းမှာတီးကြပြီးလူပုံလင်းမှာအလုခံလိုက်ရလို့ဆက်ကွက်ခဲ့တာကိုပြောတာပါအချိန်ကတစ်ဖက်သားကို3မိနစ်ကောင်လို့ပြောခဲ့ပြီးတော့3နှစ်ပြည့်မှပပနေနဲ့တီးခံလိုက်ရတဲ့နားလိုက်ရင်လေးကိုတော့တနာမိပါတယ်ဒါကြောင့်နောက်တစ်ခါယောက်ျားလေးတွေရဲ့စဉ်းစားရည်ကိုထင်ပေးကြဖို့ပြကြလိုပါတယ်စကားမစက် like and follow subscribe လေးလုပ်ပြီးအားပေးသွားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်